အားလုံးပဲမင်္ဂလာပါဗျကျွန်တော်မှာ comment တစ်ခုလာရေးသွားတယ်မွတ်စလင်ဘာသာရေးဆရာတယောက်ကတဲ့ကြံရေးဆော့တာနဲ့ပတ်သက်ပြီးတော့မွတ်စလင်တွေရေမဆော့တဲ့အကြောင်းပြောထားတာတဲ့ကိုကျော်ကြီးနည်းနည်းအဲ့ဒါလေးပြန်ဖြေရှင်းပေးပါဆိုတော့ तू ပြောတာလေးကိုနားထောင်ကြည့်လိုက်တဲ့အခါကျတော့ तू ကတော့သူတို့ဘာသာအကြောင်းနဲ့သူတို့ဘာသာဝင်ဒီကြံရေးမဆော့တဲ့အကြောင်းကို तू ကရှင်းပြထားတာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီကြံမှာရေဆော့နေတဲ့မွတ်စလင်တွေသူတို့ဓာတ်ပုံတွေရိုက်တင်ကြတယ်ကြံပွဲတော်ကိုဆော့တာအဲ့ဒါအောက်ကနေပြီးတော့ဝင်ပြီးတော့ဝိုင်းဘလဲနေကြတဲ့မွတ်စလင်တွေတော်တော်များများကိုလည်းတွေ့ရတယ်ဒါကြောင့်မလို့ကိုကျော်ကြီးတို့ကရှင်းရှင်းလင်းလင်းပြောတာအစ္စလာမ်ဘာသာကိုကိုးကွယ်တဲ့မွတ်စလင်တွေဒီလွတ်လပ်စွာကိုးကွယ်ခွင့်ရှိတယ်လွတ်လပ်စွာယုံကြည်ခွင့်ရှိတယ်သူတို့ဘာသာကိုစော်ကားစရာမလိုဘူးပုတ်ခတ်စရာမလိုဘူးသို့တော့မွတ်စလင်တိုင်းဒီမြန်မာပြည်ရဲ့အုပ်ချုပ်ရေးအာဏာကိုလုံးဝဝင်ရောက်ဆွတ်ဖက်ပိုင်ခွင့်မရှိဘူးသူတို့ဒီဘာသာရေးရဲ့ထိန်းချုပ်မှုအောက်မှာလူတယောက်ရဲ့ချီပါတာသေးပေါက်တာမွေးတာအစအကုန်လုံးထိန်းချုပ်ထားတဲ့အတွက်လူဖြစ်တည်မှုတွေအများကြီးဆုံးရှုံးတယ်မြန်မာပြည်သည်လွတ်လပ်စွာကိုးကွယ်ခွင့်ရှိတယ်တရားမျှတခွင့်ရှိတယ်ထေရဝါဒဗုဒ္ဓဘာသာသည်မြန်မာနိုင်ငံရဲ့ဂုဏ်တုဝိသေသနဲ့ပြည့်စုံတဲ့ဘာသာဖြစ်တယ်လူများစုကိုးကွယ်တဲ့ဘာသာဖြစ်တယ်ဆိုပြီးတော့အခြေခံဥပဒေရပေးထားတယ်အဲ့တော့ဒီမွတ်စလင်တွေကဘာသာနေရာတကာဘာသာရေးဆိုတဲ့ခေါင်းစဉ်အောက်မှာနိုင်ငံရေးလူမှုရေးအလုံးတွတ်သွင်းထားတာဖြစ်ခြင်းကြောင့်လူဆန်မှုတွေအလုံးကပျောက်ဆုံးသွားတယ်လူသားဆန်မှုတွေအလုံးကပျောက်ဆုံးသွားတယ်ပျောက်ဆုံးသွားတဲ့အတွက်မြန်မာပြည်ကိုအုပ်ချုပ်ရေးအာဏာသူတို့လက်ထက်ကိုတစ်စက်မှထည့်ပေးလို့မရဘူးမွတ်စလင်ကိုမုန်းတာမဟုတ်ဘူးအစ္စလာမ်ဘာသာကိုမုန်းတာမဟုတ်ဘူးသူတို့ကဘာသာတရားတစ်ခုတည်းမှာအလုံးကိုထည့်လိုက်တဲ့အတွက်အဲ့ဒီပြဿနာတက်လာတာဒါကိုကိုကျော်ကြီးတို့ကလူတွေရှင်းရှင်းလင်းလင်းနားလည်အောင်ပြောပြတာတစ်ချက်သူတို့နားမလဲတဲ့ကိစ္စတစ်ခုကကြံဒီဘာသာရေးပွဲတော်လားမြန်မာနိုင်ငံရဲ့ tradition တစ်ခုလားသူတို့နားမလဲဘူးလူယဉ်ကျေးမှုတစ်ခုလားဆိုတော့မြန်မာတွေကတစ်နှစ်နဲ့တစ်နှစ်ကူးပြောင်းတဲ့ခါမှာတစ်နှစ်ပတ်လုံးလူပင်မစိတ်ပင်မနဲ့လှုပ်ခဲရတဲ့အလုပ်တွေအားလုံးပြစ်ချပလိုက်တာမေ့ပလိုက်တာဘလောက်ကြီးပဲဒုက္ခတွေကြုံလာဘလောက်ပင်မဆင်းရဲမှုတွေကြုံလာတစ်နှစ်ကနေတစ်နှစ်အကူပြောင်းမှာအဲ့ဒီဒုက္ခတွေအားလုံးမေ့ပြပြီးပြစ်ချလိုက်ပြီးတော့နောက်နှစ်တစ်ခုကိုပျော်ရွှင်စွာကူးပြောင်းသွားတာဘာသာကြီးနဲ့ဘာမှမဆိုင်အဲ့တော့ဗုဒ္ဓဘာသာရှုထောင့်အောင်ကြည့်မယ်ဆိုရင်ဒီအလုပ်ဒီကာမဂုဏ်ခံစားတဲ့အလုပ်ဖြစ်တယ်ကာမဂုဏ်ခံစားတဲ့အလုပ်ဖြစ်ခြင်းကြောင့်အရိယာသူတော်ကောင်းတို့နဲ့လာမအဆက်တဲ့အလုပ်ဒါပုထုဇဉ်တွေရဲ့အလုပ်တွေမြတ်စွာဘုရားငကိုတွေကပြောပြီးသားဒီကာမဂုဏ်ကိုခံစားတာအပြစ်လားဒါကိုကြည့်ရမှာအဲ့တော့ရေစော့နေတဲ့လူတယောက်ကသူများမယားခိုးတာလည်းမဟုတ်ဘူးသူများအသက်ကိုတတ်နေတာလည်းမဟုတ်ဘူးဟုတ်လားသူတို့သားတို့ကိုညှဉ်းပန်းနှိပ်စက်နေတာလည်းမဟုတ်ရေစော့ခြင်းဒီကာမဂုဏ်ခံစားခြင်းတစ်ခုပဲကာယဒုစရိုက်နဲ့လွတ်တယ်ဟုတ်တယ်နော်ခိုးခြင်းတတ်ခြင်းသူတို့ဘာသားမယားကျူးလွန်ကြီးဆိုတဲ့ကာယဒုစရိုက်နဲ့လည်းလွတ်တယ်ဝစီဒုစရိုက်နဲ့ကြည့်လိုက်လို့ရှိရင်လည်းရေစော့နေတာမူသားတစ်ခုမှမပါဘူးသူတို့ဘက်သားကိုဂုံးတိုက်နေတာမဟုတ်မိမိရဲ့ပျော်ရွှင်မှုကိုခံစားနေတာအဲ့တော့သူတို့ဘက်သားမနောဒုစရိုက်နဲ့ကြည့်ရင်လည်းသူများဥစ္စာပစ္စည်းကိုမမောနေတာလည်းမရှိဘူးမှားယွင်းတာလည်းမရှိဘူးဟုတ်လားသူတို့ဘက်သားကိုဖျက်ဆီးနေတာလည်းမရှိဘူးရေစော့ရင်တယောက်နဲ့တယောက်ထိမိခိုက်မိရင်တော့ဟာညီလေးအကိုကြီးနဲ့ခွင့်လွတ်သွားကြတာအလုံးမတန်မှငြိမ်းချမ်းမှုနဲ့ပြဿနာအလုံးကိုတစ်ထိုင်ထဲမှာဒီ community တစ်ခုကိုရင်ကြေးနဲ့တိမ်မှုဖြစ်ပြီးတော့တစ်ခုနဲ့တစ်ခုမတော်တဆထိခိုက်မှုတွေကိုတော့မှအပြစ်မယူပဲခွင့်လွတ်နားလဲပြီးတဲ့စိတ်တွေမွေးဖွားပြီးတာအဲ့တော့ကြံရဲ့အနှစ်သာရတွေကရှင်းပြမယ်ဆိုအများကြီးရှိတယ်အဲ့တော့ကြံဒီအလုံးမတန်မှအနှစ်သာရရှိတယ်โอเคမင်းကကြံကိုမနှစ်သက်ဘူးမဝင်နဲ့ဒါပေမဲ့နိုင်ငံငယ်ဒါကအကူပြောင်းမှာတရားဝင်အတိအမှတ်ပြုထားတဲ့ဥပဒေကြောင်းနဲ့အတိအမှတ်ပြုထားတဲ့ဒီရက်ကနေဒီရက်တော်တွင်မှာနှစ်တစ်ကူကြံရီစော့တဲ့ပွဲဖြစ်တယ်လို့တတ်မှတ်ထားတာဖြစ်ခြင်းကြောင့်မင်းကရေမစိုးခြင်းမူရေမကြိုက်ရင်အိမ်ထဲမှာနေအပြင်မထွက်နဲ့ရေစော့နေတဲ့လူတွေကိုဗလိမ့်ပိုင်ခွင့်မရှိဘူးဥပဒေကြောင်းရသူတို့ရပိုင်ခွင့်ရှိတဲ့အခွင့်အရေးဟုတ်တယ်နော်တရားမျှတမှုတွေလွတ်လပ်ခွင့်တွေဆိုတာအဲ့ဒါကိုပြောတာအဲ့တော့ဘာသာတရားတစ်ခုအောက်ကနေပြီးတော့ဘာသာတရားရှုထောင့်ကနေကြည်လိုက်လို့ရှင်ဒါကမတင်တော့ဘူးဒါပေမဲ့လူခွင့်ရေးအရာဒါဒီလှုပ်တင်လှုပ်ထိုက်တယ်လူတွေရဲ့ပျော်ရွှင်မှုလွတ်လပ်မှုဖြစ်တယ်ဘာသာတရားနဲ့ထိန်းချုပ်မယ်ဆိုရင်နေရာတကာဘာသာကြီးကလိုက်ထိန်းချုပ်နေလို့ရှိရင်အဲ့ဒီကောင်တွေဒီနိုင်ငံရဲ့အုပ်ချုပ်ရေးအာဏာကိုမရသင့်ဘူးနိုင်ငံရဲ့အုပ်ချုပ်ရေးအာဏာကိုရသွားရင်ဒီဘာသာရေးနဲ့လိုက်ထိန်းချုပ်နေတဲ့အတွက်လူတွေရဲ့လူခွင့်ရေးတွေဆုံးရှုံးနေလူတယောက်ရဲ့စိတ်လွတ်လပ်မှုတွေဆုံးရှုံးသွားတယ်ဟုတ်ပြီနော်နောက်တစ်ခါသူပြောမှတဲ့အထက်မှာဘာပါလဲဆိုတော့ရေကိုဖြုံးပြီးပြစ်တာတဲ့ဒါကအာရနိုင်ငံတွေလို့တဲကန်နာရထဲမှာရှိနေတဲ့နိုင်ငံမဟုတ်ဘူးမြေချောင်းအင်းအိုင်တွေအလွန်မတန်ပေါများတဲ့နိုင်ငံဖြစ်တယ်အဲ့ဒီမြေထဲချောင်းရရေတွေကိုကုန်းပေါ်ဆွဲတင်ပြီးတော့ရေပတ်ဖြန်းနေဟာလားရေလောင်းတာပဲဖြစ်ဖြစ်တစ်ပင်ရေလောင်းတာပဲဖြစ်ဖြစ်လူတွေတောက်သုံးဖို့ပဲဖြစ်ဖြစ်အသုံးပြုရတယ်အဲ့ဒီရေတွေကိုဆယ်ရီနဲ့ထိန်းထားရတယ်ဒီရေတွေကိုဒါသည်မဆုံးရှုံးသွားအောင်ထိန်းထားတာ
အဲ့ဒီလိုမှမထိန်အောင်ဆိုရင်အဲ့ဒီမြစ်တွေအဲ့ဒီချောင်းတွေအကုန်လုံးကနေစဉ်နဲ့မြပင်လေတွေကိုစီးနေတယ်မင်းတို့မဖြုံးတီးလဲသူ့ဘာသူဖြုံးတီးပြပြီးတော့သူပင်လေတွေကိုအကုန်လုံးပြစ်ထည့်နေတာမင်းတို့သုံးညင်ယူသုံးမင်းတို့ဖြုံးညင်ယူဖြုံးဆိုပြီးတော့တဘာဝတရားကြီးပေးထားတာမြန်မာနိုင်ငံကိုတဘာဝတရားကြီးအေယာဝတီမြစ်တွေဟလားချင်းလွင်မြစ်တွေတန်လွင်မြစ်တွေစသည်မြစ်တွေချောင်းတွေအများကြီးနဲ့တဘာဝတရားကြီးမြစ်တာလက်ဆောင်ပေးထားတာမြန်မာနိုင်ငံကိုမင်းတို့သုံးညင်တယ်လို့သုံးလို့ရတယ်မင်းတို့ဖြုံးညင်တယ်လို့ဖြုံးလို့ရတယ်မင်းတို့မသုံးဘူးမဖြုံးဘူးဆိုရင်ငါပင်လေတဲ့အကုန်ခလွတ်ပစ်လိုက်မှာဆိုပြီးတော့သူ့ဘာသူအမြဲတမ်းစီစဉ်နေတာအဲ့ဒါကိုတကြံရီဆော့တော့ဖြုံးတယ်လို့ပြောတဲ့ဟိုကမင်းတို့ရဲ့ knowledge ကိုမင်းတို့ပြန်စဉ်းစားတင်တယ်ရေရှားတဲ့နေရာတွေကိုပို့ခြင်းတယ်ရေရှားတဲ့တချို့နေရာတွေမှာရေရှားတယ်လို့မင်းတို့အကြောင်းပြချက်ပေးခြင်းပေးလို့ရတယ်ရေရှားတဲ့အရက်ဒေသမှာရှိတဲ့လူတွေကမိမိတို့မှာလွတ်တော်အမတ်တွေရှိတယ်အဲ့ဒီကောင်တွေကိုခိုင်းစားနိုင်ငံရေးအမတ်တွေရှိတယ်လွတ်တော်တွေဝင်ကြီးတွေရှိတယ်အဲ့ဒီကောင်တွေကမင်းတို့ကိုးကွယ်စရာတွေမဟုတ်ဘူးမင်းတို့ရဲ့အရှင်သခင်တွေလည်းမဟုတ်ဘူးမင်းတို့ခိုင်းစားရမှာလေဟဲ့ငါတို့ရှိမှရေးမရှိဘူးနိုင်ငံတော်ကဘတ်ဂျက်ဘယ်လောက်ချပေးမလဲငါတို့ကဘယ်လောက်ထည့်ဝင်ရမလဲငါတို့ဒေသမှာ10မြောင်းကနေပြီးတော့10ကနေပြီးတော့ငါတို့ရှိကိုမြောင်းနေနဲ့တွေ့ပြီးငါတို့ရေးလိုချင်တဲ့တောက်ရည်တွေဒါမျိုးလုပ်ရမှာကိုအကျိုးစီးပွားကိုလုပ်ရမှာဟုတ်လားအဲ့တော့ဒီလိုအတွေးခေါ်မျိုးတွေမရှိတဲ့ခါကျတော့ဒီလိုအတွေးခေါ်မရှိတဲ့ဘာသာတရားတစ်ခုကတိုက်ပြီးဒီမြန်မာပြည်ကိုတက်အုပ်ချုပ်လို့မရဘူးအဲ့တော့အုပ်ချုပ်ရေးအာဏာထဲမှာလွတ်တော်အမတ်တော်မွတ်စလင်တွေလုပ်လို့မရဘူးဆိုအဲ့ဒါကိုပြောတာ brain တွေးခေါ်မှုစင်ဆိုင်ရာတွေကအလုံးမတန်ညံပြင်းလွန်အားကြီးလို့ပြောပြတာဟုတ်ပြီနော်နောက်တစ်ခါကျတော့မိန်းကလေးတွေရေးစောတဲ့အခါမှာမိန်းကလေးတွေရဲ့ကောက်ကြောင်းပေါ်တဲ့အခါမှာတစ်ဖက်မှာဘလို့ဖြစ်တယ်ညာမိန်းကလေးရဲ့ဆိုတော့အဲ့ဒီအဲဟိုပါလीစဉ်းစားကြည့်လိုက်မင်းတို့တကူလုံးဘုတ်ခါခြုံတာလေတိုက်အဲ့ဒီမိန်းကလေးရဲ့ကောက်ကြောင်းမပေါ်ဘူးလားအဲ့ဒီကောက်ကြောင်းမြင်တိုင်းနှာဘူးထားတယ်ဆိုတာကယောက်ျားလေးကနှာဘူးထားလို့နှာဘူးထားတာကိုနှာဘူးထားမှုကိုထင်ရမှာနောက်တစ်ခုကရေဆိုနေတဲ့မိန်းကလေးတယောက်ကိုရေဆော့နေတဲ့ယောက်ျားလေးတယောက်ကနှာဘူးထားဖို့အချိန်မရဘူးဒါကရေဆော့ဘူးတဲ့ယောက်ျားတိုင်းသိတယ်ဘာဖြစ်လို့ဆိုသူကသူကခုံပျော်မြူးနေရတာဖြစ်တဲ့အတွက်သူ့ရဲ့အာရုံကတေးဂီတာတွေထဲမှာရောက်နေတယ်ပျော်ရွှင်စွာကခုံနေရတဲ့အထဲမှာရောက်နေတယ်အဲ့ဒီမိန်းကလေးကလှလားမလှလားသူစိတ်ဝင်စားနိုင်ဘသူတွေကစိတ်ဝင်စားလဲဆိုတော့ရေမပတ်ဖက်နဲ့ထိုင်ပြီးကြည်နေတဲ့ကောင်တွေကအမြည်ထိုင်စားနေတာအဲ့ဒီမိန်းကလေးတွေကိုထိုင်ကြည့်ပြီးသူကသူတဏှာစိတ်ကနိုးကြနေတာဟုတ်လားယောက်ျားတယောက်ရဲ့တဏှာဆိုနိုးကြမှုကမိန်းမတယောက်ကမှမဟုတ်ဘူးခွေးမတယောက်ကဖင်ဆူနေတာမြင်ုံနှာဘူးထားတယ်အဲ့ဒါကိုသွားပြီးတော့အဲ့ဒီခွေးမကိုသွားပြီးတော့အဝစ်ခြုံပေးထားလို့မရဘူးခွေးမတိုင်းနေမှာပဲဟုတ်လားအဲ့ဒီလိုပဲမိန်းကလေးတယောက်ကိုအဝစ်ခြုံပေးလိုက်တာနဲ့ယောက်ျားတွေရဲ့နှာဘူးကိုထိန်းလို့ရတယ်ဆိုတော့ကအတွေးခေါ်တာတော်တော်ကိုညံပြင်းလုံးလို့ဖြစ်တာဟုတ်လားကိုယ့်ရဲ့နှာဘူးထားတဲ့စိတ်ကိုကိုယ့်အကူထိန်းရမှာအပေါက်မြင်စွတ်ချင်တဲ့ကောင်ကမုတ်လက်ကောက်တဲ့တောင်မရှောင်ဘူးအဲ့ဒါကိုထိန်းသိမ်းနေဆိုတော့ယောက်ျားတယောက်ရဲ့စွမ်းအားတတ္တိမိန်းကလေးကိုအဝစ်ခြုံပေးရမှာမဟုတ်ဘူးယောက်ျားတယောက်ကကိုစောင့်ထိန်းရမှာငါကစောင့်ထိန်းနိုင်တယ်ဆိုတဲ့စွမ်းအားတတ္တိရှိရတယ်အဲ့တော့ဒီတဲ့ကြီးကျယ်တွေပြောရလို့ရှိရင်မိန်းမတယောက်တက်ခွာရင်တော့မှယောက်ျားတယောက်ကကိုငါယောက်ျားဒီလောက်ကမလှုပ်သင့်ဘူးဆိုတဲ့အတွေးခေါ်မျိုးထိန်းနိုင်တဲ့ယောက်ျားမျိုးဖြစ်အောင်ကြိုးစားရတယ်အဲ့ဒါယောက်ျားတယောက်ရဲ့စွမ်းအားတတ္တိဟုတ်လားအဲ့တော့ယောက်ျားရဲ့တယောက်ရဲ့စွမ်းအားတတ္တိကိုမမြင့်တင်မဲနဲ့မိန်းမတယောက်ကပိုင်ဆိုင်ထားတဲ့အလှတရားကိုဖုံးပြစ်မယ်၊ကွယ်ပြစ်မယ်ဆိုတာကဒီဘက်ယောက်ျားမှာစွမ်းအားတတ္တိမရှိဘူးကိုခန့်စွမ်းအားညံ့ပြင်းနေဆိုတဲ့အဖြေကိုထွက်တယ်ဟုတ်ပြီနော်အဲ့တော့တကြံဒီဘာသာရေးပွဲလန်းတပင်မဟုတ်ဘူးဘာသာရေးပွဲလန်းတပင်ရဥပုပ်စောင့်ကျင်နဲ့စောင့်လို့ရတယ်တရားစခန်းဝင်ကျင်နဲ့ဝင်လို့ရတယ်အလှူဒန်းတွေလုပ်ချင်နဲ့လုပ်လို့ရတယ်တိတစ်ကိုတစ်ခုကိုကူးပြောင်းတာအဲ့ဒီကူးပြောင်းတဲ့ပွဲမှာကောင်းမှုကုသိုလ်နေနဲ့တွားကျင်လည်းရတယ်ပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းကျင်လည်းရတယ်အဲ့ဒါကိုဘာသာရေးတရားတစ်ခုနေနဲ့မလုပ်ရဘူးဆိုတဲ့ဒီနိုင်ငံရဲ့ဥပဒေဒီနိုင်ငံရဲ့ဖြစ်တည်မှုကိုမင်းတို့လက်မခံတာရှင်းတယ်နော်မင်းတို့ကိုနိုင်ကိုကမင်းတို့ဘာသာတရားတစ်ခုနဲ့ငါတို့မြန်မာပြည်ရဲ့ဖြစ်တည်မှုတစ်ခုကိုမင်းတို့လက်ခံနိုင်တဲ့စွမ်းအားတတ္တိမရှိတာအဲ့ဒါအကြောင်းမလို့ကိုကျော်ကြီးကရှင်းလင်းပြတ်သားတဲ့စကားတွေပြောတာအစ္စလမ်ဘာသာဒီလွတ်လပ်စွာကိုးကွယ်ခွင့်ရှိတယ်မြန်မာပြည်ရဲ့အခြေခံဥပဒေရလွတ်လပ်စွာကိုးကွယ်ခွင့်ပေးထားတဲ့ဘာသာတရားတစ်ခုဖြစ်တယ်သို့တော့မြန်မာပြည်ရဲ့အုပ်ချုပ်ရေးအာဏာကိုလားမအဆက်တဲ့ဘာသာတရားတစ်ခုဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့အခြေခံဥပဒေရလူတယောက်ရဲ့ရပိုင်ခွင့်တွေတရားမျှတမှုတွေကိုဘာသာရေးနဲ့ထိန်းချုပ်မဲ့နိုင်ငံရေးသမားတွေထွက်လာမှာမဟုတ်လို့ဒီလူတွေကလူဆွမ်းအားအရင်းမြစ်ကိုဖျက်ဆီးပြစ်မဲ့လူတွေမဟုတ်လို့နိုင်ငံရေးရဲ့အုပ်ချုပ်ရေးအာဏာကိုမွတ်စလင်ဘာသာဝင်ဘယ်ဘာသာဝင်မှာနိုင်ငံရေးအုပ်ချုပ်ရေးအာဏာကိုတစ်စက်မှမရအောင်လုပ်ရမယ်ဒါဒီကိုကျော်ကြီးတို့ရဲ့အမျိုးသားရေးတစ္ဆာဒိဋ္ဌာန်ဖြစ်တယ်ဟုတ်ပြီလား